မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အားလုံးသိထားတဲ့ပုံပြင်တွေကနဲ့မတူတဲ့နူးညံ့ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ဟင်းတာနတ်သမီးလေးတစ်ပါးအကြောင်းကိုပြောပြချင်ပါတယ်ဟိုးအဝေးကြီးမှာရှိရဲ့ငွေတောင်ပြီးရဲ့တနေရာမှာပေါ့အဲ့ဒီမှာအရန်ကိုချစ်ဖို့ကောင်းပြီးစိတ်သဘောထားနူးညံ့တဲ့ဟင်းတာမယ်ဆိုတဲ့နတ်သမီးလေးတစ်ပါးရှိပါတယ်သူကတခြားသူတွေနဲ့မတူဘူးဗျသူ့ရဲ့တောင်ပန်လေးတွေကရွှေရောင်ဝင်းနေပြီးပြန်တန်းလိုက်တိုင်းကောင်းကင်မှာရွှေမုံလေးတွေလွင့်ပြန်နေတယ်လို့ပဲတနေ့တော့ဟင်းတာမယ်လေးဟာခမည်းတော်ရဲ့တားမင်းချက်ကိုမေ့ပြီးလူပြည်ရဲ့လောကကိုစူးစမ်းကျင်စိမ့်နဲ့ဆင်းလာခဲ့မိတယ်လူပြည်ရဲ့တောတောင်ရေမြေအလားအပါးတွေကိုကြည်ရင်ပျော်နေတာပေါ့ကြည်လင်နေတဲ့ရေကန်ကြီးတစ်ခုကိုမြင်တော့နတ်သမီးလေးဟာစိတ်မထိန်နိုင်ပဲရေစင်းချိုးကိုဆုံးဖြတ်လိုက်တယ်သူ့ရဲ့တန်ဖိုးကြီးလာတဲ့ရွှေတောင်ပန်လေးကိုကုန်းပေါ်မှာခဏချွတ်ထားခဲ့ပြီးရေကန်ထဲမှာပျော်ပျော်ပါးပါးကစားနေတာပေါ့လေပြေလေးကအေးအေးရေကန်လေးကလည်းကြီးလင်းနေတော့နတ်သမီးလေးမှာဘာအန်လျက်မှမရှိဘူးလို့ထင်နေတာဗျာဒါပေမဲ့သူမသိတာတစ်ခုကတော့တစ်ပင်ရိပ်တွေကြားထဲမှာသူ့ကိုချောင်းကြည့်နေတဲ့မျက်လုံးတစ်စုံရှိနေတယ်ဆိုတာပါပဲအဲ့ဒါကတောလိုက်မှုဆိုးတယောက်မဟုတ်ဘူးဗျထူးဆန်းတဲ့ဝစ်စုံနဲ့လေတံကလည်းအေးဆက်ဆက်ရှိတဲ့လူစိမ်းတယောက်နတ်သမီးလေးရေထဲမှာပျော်နေတော့အဲ့ဒီလူစိမ်းဟာခြေတံကိုလုံးဝမထွက်အောင်ထိန်ပြီးကုန်းပေါ်ကရွှေတောင်မလေးစီကိုတဖြည်းဖြည်းချင်းတိုးသွားတယ်နတ်သမီးလေးရေထဲကနေကုန်းပေါ်ကိုပြန်တက်လာတဲ့အချိန်မှာတော့အားလုံးဟာနောက်ကျသွားပါပြီဟင်းတာမယ်လေးဟာကုန်းပေါ်ကိုလေးရောက်ဗျာသူ့ရဲ့အသက်မညအရေးကြီးတဲ့ရွှေတောင်မလေးကနေရာမှာမရှိတော့ဘူးသူအေရန်လန့်သွားပြီးဘေးဘီကိုဝေဝဲကြည့်လိုက်တော့တောကမောင်တဲကိုဝင်ခါနီးလူရိပ်တစ်ခုကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒီလူရဲ့လက်ထဲမှာတောက်ပနေလေရွှေအောင်အစင်းကဟင်းတာမယ်လေးရဲ့တောင်ပန်းဆိုတာတေးချနေတာပေါ့နေပါအောင်မယူသွားပါနဲ့ကျမတောင်ပန်းလေးပြန်ပေးပါလို့အော်ပြောရင်ပြေးလိုက်ဖို့ကြိုးစားပေးမယ်နတ်သမီးလေးဟာမြေပြင်ပေါ်ကိုခွေကနေလဲကျသွားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလူစိမ်းဟာတောင်ပန်းကိုယူသွားယုံတင်မဟုတ်ဘဲနတ်သမီးလေးပြန်မလိုက်နိုင်အောင်ကန်းဆန်မှာနတ်ပန်းခတ်တွေနဲ့အစီရင်လှုပ်ထားကြလို့ပါပဲနတ်သမီးလေးဟာခြေလန်းတိုင်းမှာအပ်နဲ့ထိုးသလိုနာကျင်နေပြီးအားရင်တွေကုန်ခန်းလာတယ်အဲ့ဒီအချိန်မှာပဲတောအုပ်ထဲကနေအဆွဲတဖွေးဖွေးနဲ့တောရဲတရိษံတွေရဲ့ဟိန်းတန်တွေကနတ်သမီးလေးစီကိုတဖြည်းဖြည်းနီးကပ်လာပါတော့တယ်တောင်ပန်မရှိတော့ရဲ့နတ်သမီးလေးဟာဒီအန်ဒီရဲတွေကြားကနေဘလို့လွတ်မြောက်မလဲပြီးတော့သူ့တောင်ပန်ကိုခိုးသွားတဲ့လူစိမ်းကကိုဘသူဖြစ်မလဲဒါကိုတော့နောက်ထပ် episode 02မှာဆက်ပြီးနားဆင်ပေးကြပါအောင်ခင်ဗျာ